ဒီလာပါရှင်ဒီနေ့တော့ຫນွေရာသီနဲ့အလိုက်ဖက်ဆုံးမကြီးဒီအမက်ကျော်ကျော်နီလေးပြန်လဲမျှဝေပြီးသွားမှာဖြစ်ပါရဲ့ရှင်မကြီးဒီအဆက်ကျော်လေးကြောဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့မကြီးဒီမဲ့ပစွန်ကြောက်မိပဲကြက်သွန်အဖြူနေနဲ့ရေဒီကြောက်တို့လိုအပ်ပါရဲ့နော်ဖြိုးလို့ရောက်နေတဲ့ဂျပန်မှာကတော့မကြီးသည့်အစိုးသေးသေးလေးတွေကရှာတော့အမက်ကိုပဲကြော်စားဖြစ်တာများပါရဲ့ရှင်။အရင်ဆုံးမကြီးသည့်မက်ကိုကိုလိုတလောက်ရေးစေးပြီးတော့ရင်းနှီးထွားထားပေးလိုက်ပါရဲ့နော်။ထပ်ကတော့မကြီးသည့်ကြော်ဆိုရင်မပါမဖြစ်လိုအပ်တဲ့ကြက်သွန်အဖြူအနီးငရုတ်သီးတို့ကိုအခွန်ခွာရေးစေးပြီးကျိတ်ဖို့ပြင်ဆင်နေတာဖြစ်ပါရဲ့ရှင်။ကြက်သွန်နီတလုံးစာကိုကျိတ်ပြီးရနဲ့ကြက်သွန်ဖြူလေးပဲပစွန်ကြောက်ငရုတ်သီးကြောက်တို့ကိုထည့်ကျိတ်ပေးလိုက်ပါရဲ့နော်ပါဝင်ပစ္စည်းတွေအကုန်ပြင်ဆင်ပြီးပြီဆိုတော့မကြီးသည့်အဆက်ကြော်လေးစကြော်ပါမယ်ရှင်ကျော်မဲ့တဲကိုပူလာတာနဲ့စီကိုခဏမြလေးထည့်လိုက်ပါရဲ့နော်စီကိုတော့တားရှိခန့်အောင်မြလေးထည့်ကြော်မှာဖြစ်ပါရဲ့ရှင်စီထည့်ပြီးရနဲ့စနုံးမုံလေးထည့်ပေးပါရဲ့နော်စနုံးမုံထည့်ပေးပြီးရင်တော့ကြက်သွန်နီကိုစီစားတက်ပါရဲ့ရှင်ကြက်သွန်နီအယောင်လေးပို့လာအောင်အယောင်တင်မုံအနေငယ်ထည့်ပေးလိုက်ပါရဲ့နော်ပြီးရင်တော့ကြက်သွန်ဖြူလေးရုပ်ဒီပစော်ကြောက်ကြိတ်ထားတာလေးတွေကိုအကုန်ထည့်ကြော်ပေးလိုက်ပါရဲ့ရှင့်ကြော်နေရင်လည်းအခုလိုအနေထားအယောင်လေးရဲပြီးမွေးလာရင်တော့ငပိအရေးထွက်ထားတာလေးထည့်ပါရဲ့နော်နောက်ဆုံးမှာမကြီးတီအနစ်ကိုထည့်ကြော်ပေးပါရဲ့ရှင်ချုပ်ကအငန်မကြိုက်လို့ငပိလျှော့ထည့်ပြီးကြော်ထားတာဖြစ်ပါရဲ့နော်အကြီးဒီနဲ့ငပိထည့်ပြီး9မိနစ်လောက်ထည့်ကြော်ပြီးရင်တော့မိပိတ်ပြီးအိုးချလို့ရပါပြီရှင်။ဝီယာဒီနဲ့အလိုက်ဖက်ဆုံးကတော့အခုလိုချင်းဆက်လေးကြော်ထားတဲ့မကြီးဒီကြော်ဟင်းလေးပဲဖြစ်ပါရဲ့နော်။တစ်ခါကြော်ထားပြီးရင်အထားလက်ခံအစားလက်ခံနဲ့မကြီးဒီကြော်ချင်းဆက်လေးကြော်စားကြည့်ပါအောင်ရှင်။ထုတ်ဒီနေ့ကြော်ပြသွားတဲ့မကြီးဒီကြော်ဟင်းလေးကပြုတ်လို့လို့ဖိပရောက်ရှင်နေမှာရဲ့အတွက်တော်လေးအသုံးဝင်ပြီးအထားခံတဲ့နည်းလေးနဲ့ကြော်ပြသွားတာဖြစ်ပါရဲ့နော်။တို့အိမ်မှာတော့တစ်ခါကြောပြီးသွားရင်အခုလိုဘူးလေးတွေနဲ့ခွဲပြီးတော့ရေခဲကြည့်တာထဲမှာတစ်ပတ်စာထည့်စားတွေရှိပါရဲ့ရှင်။ချို့ရဲ့ဒီနေ့ဂျွန်နီလေးကိုသဘောကျမယ်လို့ယုံကြည်ပါရဲ့နော်။အားလုံးပဲတာယာလှပတဲ့နေ့လေးတွေနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်။